PT မျိုးကိုလည်းမဖြစ်ခဲ့ရတာကြပါပြီလို့ဝမ်းသာ PT လည်းဖြစ်မိပါတယ်သူဖြစ်စေခြင်းတဲ့အရာကိုအမေတယောက်အနေနဲ့လုပ်ပေးရတဲ့အခွင့်အရေးရသည့်အတွက်လည်းတိုင်းမသိပြောမပြတတ်အောင်လို့ဝမ်းသာမိပါတယ်ဒီမွေးနေ့ကကျွန်တော်ရဲ့အသက်28နှစ်ပြည့်မွေးနေ့ပေါ့နော်တကယ်တော့ဒီပွဲကိုလုပ်ချင်တာကကျွန်တော်အရှိတစ်နှစ်ကနေကလုပ်ချင်ခဲ့တာတချင်းတွေအကုန်လုံးမိတ်ဆက်ချင်တာတကြောင်မွေးနေ့ဖြစ်နေရတဲ့ကြောင်ကိုယ့်ကိုချစ်ပေးရလူတွေအကုန်လုံးကိုလည်းကျွန်တော်ကတုံ့ပြန်မှုအနေနဲ့ပြန်ပြီးလုပ်ပေးချင်တာတဲ့ကြောင်ဆိုတော့ဒီပွဲကိုလို့ခက်ခက်နားကြီးကျွန်တော်စီစဉ်လိုက်တာဖြစ်ပါတယ်မပေါက်ပေါအောင်လို့ငါဘလို့နီးနဲ့ငါဖောက်မယ်ဆိုတာမျိုးကျွန်တော်စိတ်ကူးထဲမှာမရှိဘူးအဓိကအောင်မြင်မှုကိုကျွန်တော်ငွေနဲ့မဝယ်ချင်ဘူးဒီပွဲပြီးသွားရင်လည်းကျွန်တော်တခြားပွဲတွေအများကြီးဆိုဖို့ရှိသလိုတခြားတကြံအတွက်ကြိုတင်ပြီးတော့ထုံးမဲ့တခြင်းတွေလည်းအများကြီးရှိပါတယ်။ online မှာတွေ့ခဲ့ရင်လည်းအားလုံးအားပေးကြပါအောင်လို့ကျွန်တော်ဒီညနေပြောချင်ပါတယ်။နောက်ထပ်တခြင်းတွေအများကြီးကိုလည်းအားလုံးရှိကိုအကောင်းဆုံးကျွန်တော်ချပြပေးသွားပါမယ်ခင်ဗျာ။